လူကြီးမင်းတို့ကချမ်းသာကြွယ်ဝတဲ့လူတွေဆိုရင်တော့ဒီအိမ်က project ကိုတော့အဆုံးထိကြည့်ရှုသင့်ပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီအိမ်ကတော့လူကြီးမင်းတို့ချမ်းသာကြွယ်ဝတဲ့သူတွေအတွက်ဆောက်လုပ်ပေးတာပဲဖြစ်ပါတယ်။အခုကျွန်တော်မိတ်ဆက်ပေးမှာတော့ interior 984 square meter ပဲဖြစ်ပါတယ်။အတွင်းကဖွဲ့စည်းပုံလေးအောက်တော့ကျွန်တော်သေးသေးလိုက်ပြပါဗျ။ဒီအိမ်က project ကတော့984 square meter ဆိုတော့အတွင်းကဖွဲ့စည်းပုံလေးအောက်တွေကတော်တော်လေးကိုကျဲပါတယ်ဗျ။ဝင်ချင်းစီလီမြင့်ကလည်း6 point ဒီအိမ်က project ကတော့ခိုင်မာမှုရှိတဲ့ SC asset developer ကဆောက်လုပ်တာပဲဖြစ်ပါတယ်။ဒီအိမ်က project မှာဆိုရင်တော့အောက်ထပ်မှာ master bedroom တစ်ခန်းနဲ့အပေါ်ထပ်မှာဆိုရင် master bedroom ၄ခန်းစုပေါင်း5ခန်းပေါင်းမှာပဲဖြစ်ပါတယ်။အခုမြေတွင်းနေရတော့ glass house ပဲဖြစ်ပါတယ်။တတိမလို့ကြိုက်အိမ်တွင်းပင်နေစိုက်ပြီးရတဲ့ဖွဲ့စည်းတာဖြစ်ပါတယ်။ဒီအိမ်က project ကတော့ Banner Track Frontage လမ်းမဘေးမှာဆောက်လုပ်ထားတာဖြစ်ပြီးတော့ Banner Chonburi Highway လမ်းမကြီးနဲ့ချိတ်ဆက်တာပါဖြစ်ပါတယ်။ Mega Banner Shopping Center BC Home Pro တို့ကို15မိနစ်အတွင်းတောင်းနိုင်မှာပဲဖြစ်ပါတယ်။စုဗနာဘုံ International လေဆိပ်ကိုတော့မိနစ်20အတွင်းတောင်းနိုင်မှာပဲဖြစ်ပါတယ်။တသမီအတွက် International School အနေနဲ့ကတော့ Baso International School, The American School of Bangkok, Thai Chinese International School, Depress International School, Singapore International School နဲ့ Daewoo International School ရှိမှာဖြစ်ပါတယ်။လူကြီးမိဘတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ Bampley Hospital, Chula Red International Hospital တို့ရှိမှာဖြစ်ပါတယ်။အခုမြေတွင်းနေရာကတော့အပေါ်ထပ်မှာရှိတဲ့ Master Bedroom အိတ်ခန်းပဲဖြစ်ပါတယ်။ Master Bedroom အိတ်ခန်းတွင်းကဖွဲ့စည်းပုံ၄ရောက်တဲ့တော်တော်လူကျဲပါဗျ။ဒါကတော့ walk-in closet ဖြစ်ပါတယ်။ထဲမှာဆိုရင်တော့ဘတ်တက်ပါအောင်နဲ့ရေချိုးခန်းလေးနဲ့ဖွဲ့စည်းပေးထားဖြစ်ပါတယ်ဗျ။တော်တော်လေးကိုကျဲပါတယ်။လူကြီးမျိုးအကြိုက်ဖွဲ့စည်းပေးထားပဲဖြစ်ပါတယ်ဗျ။အပေါ်ထပ်မှာရှိတဲ့ဒုတိယ Master Bedroom ခန်းတော့ကြည့်အောင်။ဒါကတော့ဒုတိယ Master Bedroom ခန်းဖြစ်ပါတယ်။အခန်းဖွဲ့စည်းပုံ၄ရောက်တွေကလည်းတော်တော်လေးကိုလာပါတယ်ဗျ။ဒီကဲမှာဆိုဘတ်တက်ရှိပါတယ်တတိယမြောက် master bedroom ကတော့ကြည့်အောင်ဒီနေရာမှာဆိုရင်တော့သူကဒီ bedroom ဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဗျဒါတော့တတိယမြောက် master bedroom ခန်းပဲဖြစ်ပါတယ်ကဲမှာဆိုရင်တော့ဒီချုံခန်းရှိပါတယ်ဗျဘတ်ဒရုံးနဲ့ဖွဲ့စည်းပေးတာဖြစ်ပါတယ်အခန်းတိုင်းကတော့အင်တာဗျူးချုံခန်းနဲ့ဖွဲ့စည်းပေးတာပဲဖြစ်ပါတယ် master bedroom ခန်းဖြစ်တဲ့ကြောင့်မို့အခန်းလေးရောက်ဖွဲ့စည်းပုံအကုန်လုံးကလည်းလာပါတယ်ဗျဒါကတော့နောက်ဆုံး master bedroom ခန်းဖြစ်ပါတယ် walk-in closet makeup room နဲ့အထဲမှာဆိုရင်ဘတ်တက်ပေါင်နဲ့ချုံခန်းဖွဲ့စည်းပေးထားပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းကိုဝယ်ယူမယ်ဆိုတော့ GNG Thai House ကိုဆက်သွယ်မိမြန်စုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်